ယူကရိန်းနိုင်ငံမှာမြေမြုပ်မိုင်းတွေကိုဖယ်ရှားဖို့လူဆက် AI နည်းပညာတွေပေါင်းစပ်ပြီးတော့အသုံးပြုနေတယ်ဆိုတဲ့သတင်းမှန်ဖြစ်ပါတယ်ခင်ဗျာသတင်းဆောင်ရင်ရုပ်သံလိုင်းမှာကြိုဆိုပါရစေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာယူကရိန်းနိုင်ငံဟာရုရှားကျူးကျော်စစ်ကြောင့်ယခုလက်ရှိကမ္ဘာပေါ်မှာမိုင်းအများဆုံးရှိတဲ့နိုင်ငံဖြစ်လာနေပါတယ်အဲ့ဒီမိုင်းတွေကတောထဲလေယာမြေတွေနေအိမ်ကြီးတွေမှာပါကျန်နေသေးပြီးတော့ပြည်သူတွေအတွက်အလွန်အန္တရာယ်ကြီးမားနေပါတယ်အခုဆိုရင်ယူကရိန်းအလယ်ပိုင်းမှာမိုင်းရှင်းရေးအဖွဲ့တွေကတန်းစီပြီးတော့တပ်ထုရှာစွက်တွေနဲ့မြေကိုတဖြည်းဖြည်းစစ်ဆေးနေကြပါတယ်ဒါပေမဲ့ဒီလောက်ကရမ်းပင်မှန်ပြီးအချိန်ကြာမြင့်တဲ့အလုပ်ဖြစ်ပါတယ်ဒါကြောင့်အခုတော့ AI နည်းပညာကိုပါအသုံးပြုလာနေပြီဖြစ်ပါတယ် drone ကနေပြီးရိုက်ထားတဲ့ပုံတွေကို AI ကခွဲခြမ်းစိတ်ပြပြီးမိုင်းရှိနိုင်တဲ့နေရာတွေကိုခံမှန်းပေးနိုင်တာပဲဖြစ်ပါတယ်လက်ရှိမှာတော့ AI ရဲ့တိကျမှုဟာ80%လောက်ထိရှိနေပြီလို့ဆိုပါတယ်အဲ့ဒီပြင် remote control စက်ရန်နေရာတွေ VR နဲ့ထိန်းချုပ်တဲ့ excavator တွေကိုပါအသုံးပြုနေပါတယ်ဒီလိုနည်းပညာတွေကြောင့်လူတွေကိုတိုက်ရိုက်အန္တရာယ်တွေမထည့်တော့ဘဲနဲ့မိုင်းရှင်းနိုင်လာတာပါဒါပေမဲ့နည်းပညာရှိလဲလူကိုယ်တိုင်လက်နဲ့လုပ်ရတဲ့အလုပ်ကတော့အခုချိန်ထိရှိနေတော့မှာပဲချို့လူတွေကအရင်တော့ကခီးသွွားလုပ်ငန်းလုပ်နေတဲ့သူတွေတော့အခုမိုင်းရှင်းရေးလုပ်ငန်းတွေဝင်ပြီးလုပ်ကနေကြတာတွေ့ရပါတယ်များသတင်းချက်လက်ရယူကရိန်းမှာစတူရန်မီတာကျော်132,000လောက်မိုင်းတွေရှင်းဖို့ကြံနေသေးပြီးတော့အနည်းငယ်သာရှင်းနေနိုင်သေးတယ်လို့လည်းသိရှိရပါတယ်ကျွမ်းကျင်သူတွေကတော့ယူကရိန်းကိုမိုင်းကုန်ရှင်းဖို့အနည်းဆုံး10နှစ်လောက်လိုနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်ခင်ဗျာယခုလိုမျိုးနောက်ဆုံးရသတင်းစုံလင်တွေကိုတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်သွားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ